စကြဝဠာကြီးဟာအမြဲတမ်းကျွန်တော်တို့လူသားတွေရဲ့အသိပညာစူးစမ်းမှုတွေအတွက်အဆုံးသတ်နေနမိတ်တစ်ခုဖြစ်ခဲ့တယ်။တမိုင်းတစ်လျှောက်လုံးမှာကျွန်တော်တို့တွေဟာလူသားတွေနေထိုင်ရာကမ္ဘာကြီးအပြင်ဘက်ကစကြဝဠာအကြောင်းကိုနားလည်ဖို့အတွက်ကောင်းကင်ကနေတစ်ဆင့်စူးစမ်းရှာဖွေခဲ့ကြတယ်။ဒီနေ့အချိန်ကာလမှာအဲဒီလိုကြိုးပမ်းမှုတွေဟာတိတာထင်ရှားတဲ့ရလဒ်တွေထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဒီမိကြီးဟာကောင်းကင်ယံမှာရှိတဲ့အခြားကျယ်တွေနဲ့တိတိတတ်တာဝေပြောင်းမှုမရှိပဲတာမန်ကျယ်တဲ့စိတ်ဖြစ်တယ်ဆိုတာကိုလည်းသိရှိခဲ့ပြီဖြစ်ပါတယ်။နေလုံးကြီးတဲ့နေလုံးကြီး ဒါအပြင်ကျွန်တော်တို့ဟာဒီအဖွဲ့အစည်းမှာရှိတဲ့တခြားဂျိုတွေနဲ့၎င်းရဲ့ပြည်သူမှုအခြေအနေတွေကိုလည်းသိရှိခဲ့ကြပြီးဆက်လက်လေ့လာနိုင်ခဲ့ပါတယ်။ဩကာခဲတွေနဲ့ကျေကုံတွေအကြောင်းကိုလည်းလေ့လာခဲ့ကြပြီးဂျိုတွေရဲ့ပြည်သူမှုမှာကျေကုံတွေရဲ့အရေးပါတဲ့အခန်းကဏ္ဍကိုသိရှိခဲ့ရပါတယ်။ကျေရီရဲ့မွေးဖွားခြင်းဖြစ်တည်ခြင်းနဲ့ဒေဆုံးခြင်း